မဆိုလို့ရှိရင်ကျွန်တော်တို့ကပြီးနောက်အရန်သွားကြတာပေါ့နော်ခုတော့ဆန္ဒပြကြတော့ပါပြီဟုတ်တယ်နော်โอเคကျွန်တော်တို့အဲ့ဒီကို check out လုပ်ပြီးပါပြီဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကပြီးနောက်တော့မှဖြစ်လာမနေ့ကဟိုပါလေအင်တာမတ်စတာဖတ်ပြီးတော့ကျွန်တော်ဒီအိမ်ကိုပြန်ရောက်လာတယ်အိမ်ကိုပြန်ရောက်လာပြီပဲလေပဲလူကအိပ်ပျော်သွားတယ်ပေါ့နော်ဒီကိုစတိုင်းတော့မှအိတ်တာမနေ့ညကလည်းအိတ်တာနောက်ကြတော့မနေ့ကျတော့မဆော်ကြီးပြန်လာတဲ့နှစ်ကောင်သားကျိုးသွားအခုမှနိုးတော့ချက်ကောက်လုပ်ပြီးတော့အခုမှမနေ့စာသွားဆောင်မှာဖြစ်ပါတယ်အခုကျွန်တော်ကဆိုင်မှာကျွန်တော်အလှည့်ရောက်ဖို့တော့ပေါ့နော် queue number ယူပြီးတော့စောင့်ရတယ်။စဲအမေတို့နဲ့လာတော့ဆိုလို့ရှိရင်လည်းသူတို့မနက်9နာရီလောက်မှလာစောင့်တာတော့မှနိုင်ဝက်ကျော်လောက်စောင့်လိုက်ရတယ်ပေါ့နော်။အဲ့တော့အခု7နာရီကျော်မှလာတဲ့ခါမှလည်းဘယ်လောက်ထိစောင့်အောင်လဲတော့မသိဘူး။ကျမရဲ့ယောက်ျားကတော့ကျမကိုပြောပါတယ်။စောင့်ရတာနဲ့တန်တဲ့အရသာရှိမရှိသူကြည့်မယ်တဲ့။လောကကျမမျက်နှာတီတီနဲ့ပြောကျမနည်းနည်းတော့လန့်ပါတယ်သူfirst bite စားကြည့်ပါဦး first စားကြည့်ရမယ် okay ဟုတ် nice ဆန်အချက်ကအေရှန်ရဲ့တိုင်းလောက်မဲ့အချက်ဟိုမှာတော့ risotto ဆိုလို့ရှိရင်သူအီတာလီယန်တွေကလုံးဝဆန်အစိလိုက်အတိုင်းစားတာပါဒါပေမဲ့ဒီကောင်ကဘလို့စားနိုင်လို့တဲ့ဟာမျိုးကောင်းဟုတ်တယ်ဆန်အစိလိုက်တဲ့လာမှဆိုမချိုက်တော့ပစတာတော့အလန်ဒေစားနိုင်မယ် risotto တော့အဲ့လိုအလန်ဒေမချိုက်တော့လာပါပြီ bagel မှာလိုက်ကြပါသူကကြက်သားရယ်ကြက်ဥရယ်နဲ့လုံးဝ classic ပေါ့ဟုတ်ဆိုဆင်ကနည်းနည်း appetite ကမရှိတော့ဘိုက်စားတဲ့အချိန်ကလွန်သွားရင်ဆိုတော့ကြောင့်မလို့ဘိုက်ထဲဝင်မဲ့အစားအသောက်တွေပဲမှာလိုက်ပါတယ်လောက်ကြက်လားခါလာတာပဲသူ့ပဲသိရွားတယ်ငွေထိတ်ဆုံးကသူမှလည်းပြီးသွားတယ်အဲ့တော့အဲ့လို enthusiast ဖြစ်ဘယ်လောက်စစ်ဆိုတော့ကောင်းပါဘယ်လောက်စစ်အလိုက်ကောင်း so boring ဘာဖြစ်လို့လဲဆယ်ဆောလာအောင်မလားအတော်ရင်းနဲ့ပေးလို့ရတယ်ဒီမဲ့ခုရွေးမှာပါဟုတ်ပြီအဲ့မဲ့ခုရွေးလို့အတိုင်းလုံးမယ်ပြောလဲသူတို့ရဲ့ culture လေးတိုင်း အဲ့လို okay 34 43အမင်းလေးညသိတယ်43ဝင်နေတယ် okay let's go yay လီကတော့မကလင်းလို့ခေါ်ပါတယ်ဟဲ့လေငါညဘက်မှရှိမှထင်တယ်ဟမ်ညဘက်မှရှိမှဒီပုံပိတ်တာလားဟုတ်လားဘယ်ထိတ်ထောက်ပြောနားလဲ okay let's go ဒီလိုလေးရထားလိုက်ကျမတို့ကမန်းကနန်းနဲ့ပြည်နောင်သွားပါတော့မယ်အခုက KL Central ကနေပြီးတော့ပြည်နောင်ရထားစီးပြီးသွားပါမှာနော်3:55အခု3:50ရှိပြီဒါတော့မှကျမအရင် panic ဖြစ်နေပြီအရင်နောက်ကျမှဆိုပြီးတော့Let's go. Drink is here. Hold it.အဲ့ဒါမလို့ကချခဏလေးပဲကင်လာတော့မှအော်လို့ကိုဘလို့ကင်လာလဲမသိဘူးအရင်အနွိုင်းဖြစ်တယ်ဟုတ်တယ်အမှန်ပြတယ်လေးတာဒီပါစိတ်ကဝင်စိတ်
ကိုရှော့အရင် overthink မလုပ်နဲ့တခုတော့အရင် overthink ပြီးခေါင်းမှာထမ်းတာပြီးတော့ပူပြီးတော့ဒီနေ့မှလုံးတာအဲ့လိုမနေနဲ့သူကသူ naturally က sorted out ဖြစ်သွားအောင်ဟုတ်ပြီလား တိုင်းစား ဒီဆိုင်မှာစားပေးတော့ပါ ဟွာလေးရင်စားလိုက် ဒီရလေးရင်စား ကိုယ့်ရဲ့လက်ကအိုဘာတွေက ဒီအဲ့တော့မေ့တော့မေ့ အဲ့ဒါရင် အဲ့ စား ဒါထုတ်လိုက်မယ်ပေါ့နော်တက်တော့မှလည်း ဒီတော့မှဖြစ်တယ် နေတော့လည်း last to board လေအခုလည်း last ဟုတ်တယ် last support ဒီအခုလည်း last support ဒီမှာရထားတော့လည်း last to board ပဲဒါမဲ့နော်အကောင်လုံး last to board တွေပဲဒါလေးကတော့စနိုးရဲ့အခန်းလေးပါတခုမကောင်းတာတော့သူကလှေကားနေပေါ့နော် luggage တွေအများများရင်တော့တိတ်အဆင်ပြေမယ်လို့တော့မထင်ဘူး slippers လေးတွေပေးထားတယ်ဒီမှာတစ်ယောက်အိတ်လို့ရတယ်ပရဏကန်ဘာလဲဆိုလည်းမသိ ပရဏကန်ဆိုတာမလီနဲ့တရုတ်နဲ့ပေါင်းဆက်ထားတဲ့ fusion culture ဟာပါလဲ useless switch ကြိုက်တယ် Lightroom okay ခုမှမီးဖွင့်လိုက်မှအခန်းလေးကနည်းနည်းလေးကြည့်လို့ပြုလို့လှပါတယ်ဒီပါထားပြီးထားအဲ့မှန်တင်ကုန်လေးလည်းပါတယ်ဝင်လည်းဖြစ်စင်တော့ကွက်တိ first impression ရလို့လေးပေါ်ဆိုဖြစ် ဟုတ်တယ်first impression ရတမျိုးလေးပဲပေါ့ဒါပေမဲ့အဲ့ရတစ်ချက်ဖိကြည့်အောင်မာလားပြော့လားမာရနော်အဲ့ရဆိုပါအခန်းလေးကမိုက်တယ် the facility ကလုံးဝမာလည်းတကူလုံးကြီးမှန်ရှိသေးတယ် mirror selfie ဆွဲလို့ရတယ် okay ear plugs ပေးတာ noisy ဖြစ်တယ်ဆိုတော့ဒီမှာဆက်သွားဆိုင်ရှိလို့ okay ear plugs လည်းပေးထားတယ်okay sanitary pad okay dryer ကိုဘလို့dryer ဆက်ခဲ့ oh ဆက်ခဲ့ဒီမှာ tea oh okay တဲ့ okay တချို့က oh မိုက်တယ်ချက်ပေါက်နေရလား အဲ့လိုမျိုး okay အင်တာလဲတန့်နေ ကျန်တဲ့မှာလေ အင်တာခွက်လဲတန့်နေရေပန်းလဲ အဲ့တော့ပြောတော့ဆိုပဲ ကောင်းမဲ့ပုံပါပဲအပေါက်ကဟောမဖြစ်ဘူးမ clock မဖြစ်နေဘူးအဲ့ဒါကြောင့်မို့ ဟုတ်ပါ okay တဲ့အိမ်လုံးဝ cat vibe လေးနော်ဆိုတော့ခန်းလေးရတော့ဆိုးပါအောင်ကံမကောင်းသွားနဲ့ကျမတို့ရဲ့ chocolate ကြောပိတ်သွားပါပြီအဲ့တော့နောက်ဒီဇိုင်းကိုထပ်ရှာပါမယ်ကိုရချောရရှာပါဦး ဟေးလားအိန္ဒိယ Mediterranean အဲ့လို Persian food တော့မစဘူးလိုက်တာဒါတွေပဲမစားကြတော့တော့ heavy ဖြစ်တယ်ပြောပါဦးခေါ်ဆွဲရအရတာဗာနဲ့တူတယ်အိန္ဒိယရဲ့အရေး မဆလာမကီသေးလားအဲ့ရတာအေးရတာဟောဆဲတာမကြည့်ရတယ်အဲ့ဒါတော့အေးယူတဲ့ထဲတဲ့တကြောင်ခဏစောင့်အေးရဘူးနဲ့လည်းတွေ့ပြီးသားပြော အဲ့ဒီခေါက်ဆွဲကိုအားလုံးကမြင်ရှိစားနေကြတယ် ဒီခါဆဲ supposed to be hamburger ပေါ့တိလား ဒါ hamburger မဟုတ်ဘူး ဒါရိုးခေါက်ဆွဲ ပြုတ်တယ်ရင်ခါလာမင်းမုန်းလို့လည်းပြန်လာတယ်အဲ့ဒါပုံလေးဆိုင်ဖြစ် ခေဒါကျမရဲ့ dumpling လေးကိုစားကြည့်လိုက်ပါဟိုလည်းမရတင်ရမဟုတ်ပါဘူး။အဲ့လိုရပါတယ်။တကယ် standard နဲ့ပြန်တယ်တိတ်ကောင်းတယ်။အဲ့လိုကောင်းပါတယ်။ဒီမျိုးကြီးစိုးရနေရတယ်။ဒီရ။
instant နဲ့တက်မလဲရ instant နဲ့ instant နဲ့ဘာတဲ့ဝင်မှာပဲတည်တယ်အဲ့ဒါရှိနေလို့ခံရရရှေ့ရဆိုင်ရလေအရသာမကောင်းနေဘူးအဲ့ခါကျတော့လူကဘယ်လိုဖြစ်နေဆိုလို့ရှင်ဥဆိုွားရယ်ကွာတည်တယ်မလားဥဆိုွားရယ်ဒါပေမဲ့ satisfy မဖြစ်ဘူး satisfy မဖြစ်တော့စိတ်အဆင်မပြေဘူးအခုကလူကပင်ပန်းပြီးတော့အဆင်မပြေရကြတယ်စိတ်ကပါအဆင်မပြေဖြစ်တယ်ကွာတည်ရမလားအဲ့လိုဆိုတော့ well အဲ့ဒါမှမဟုတ်ကျွန်တော်ကို family mark ကနေပြီးတော့ dessert ဝယ်လာတယ်စားပြီးတော့အဲ့တော့ good night